ရာတရားဆိုတာကကျောင်းသားတွေကိုသူတို့မှာရှိနေတဲ့ potential တွေအရာသူတို့တွေဟာအစွမ်းကုန်သိနိုင်စွမ်းဖြစ်လာအောင်ပြုစုပေးပြီးတော့အဲ့ဒီကလေးတွေဟာအဲ့လိုသိနိုင်စွမ်းရှိတဲ့အတွက်ကြောင့်သူတို့မှာရှိနေတဲ့ potential တွေအလိုက်သူတို့ဟာဘတ်စုံဖွံ့ဖြိုးတိုးတက်လာမှာဘေးကနေပြီးတော့ပံ့ပိုးကူညီပေးနိုင်စွမ်းရှိတဲ့ဆရာဆရာမတွေအားလုံးဟာထူးထူးထင်မြတ်တဲ့ဆရာဆရာမတွေပေါ့အဲ့တော့အဲ့လိုထူးထူးထင်မြတ်တဲ့ဆရာဆရာမတွေကအခြားသူတွေနဲ့ကွာခြားစေတဲ့အဓိကအချက်ကြီး၄ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒီဆရာဆရာမတွေရဲ့ personal attribute or characteristic သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးတွေပေါ့နောက်တစ်ခုကကြတော့သူတို့ရဲ့ professional skill လို့ခေါ်တဲ့လုပ်ငန်းခွင်ဆိုင်ရာအရည်အသွေးကျွမ်းကျင်မှုတွေနောက်တစ်ခုကသူကစာသင်ခန်းအတွင်းမှာဘယ်လိုမျိုးစီမံခန့်ခွဲလဲဆိုတော့သူရဲ့ classroom management skill နဲ့နောက်တစ်ခုကတော့သူကနေပြီးတော့တွေ့ကြုံနေတဲ့ပြဿနာတွေရဲ့အပေါ်မှာသူဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းလဲပေါ့အဲ့ဒီစွမ်းရည်တွေကဆရာဆရာမတယောက်ကို effective teacher တယောက်ဖြစ်လာစေဖို့အတွက်ဒါပတ်မှုကူညီပေးနိုင်တဲ့အချက်တွေပေါ့အဲ့ဒီထဲမှာပထမသူကအချက်တွေ၄ချက်လို့ပြောရတယ်အဲ့ဒီခန္ဓာကြီး၄ခုတွေဟိုမှာအသေးစိတ်လိုက်ကြည့်မယ်ဆိုလို့ရှိရင်ပထမတစ်ခုဖြစ်တဲ့ professional attributes နဲ့ characteristic ပေါ့အဲ့တော့ဆရာဆရာမတယောက်မှာသူ့မှာရှိတဲ့ပင်ကိုအရှိအသွေးတွေထူးထူးထပ်မြတ်ပြီးတော့တကယ်ကိုထိရောက်တဲ့ effective teacher တယောက်ဟာဘယ်လိုမျိုးပထမဆုံးကိုယ်သွေးတစ်ချက်ရှိလဲဆိုရင် enthusiastic လို့ခေါ်တဲ့စိတ်အားထက်သန်မှုဘာတွေကိုစိတ်အားထက်သန်လဲဆိုရင်သူ့ရဲ့သင်ကြားမှုသင်ယူလုပ်ငန်းစဉ်မှာသူကအမြဲတမ်းတက်ကြွမှုရှိရအမြဲတမ်းစိတ်ဝင်စားမှုရှိသူသင်တဲ့ဘာသာရပ်ဟာဘလောက် meaningful ဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်ခံစားပြီးတော့သူ့ရဲ့ကျောင်းသားကျောင်းသူတွေကိုလည်းဒီစာသင်ကြားခြင်းဟာဘလောက် meaningful ဖြစ်လဲစတဲ့ဒီလိုသင်ကြားနေတဲ့အချိန်အတွင်းမှာဘလောက်အထိတန်ဖိုးရှိတယ်ဆိုတာကိုခံစားမှုဖြစ်အောင်လို့သူကဖန်တီးပေးနိုင်လာအောင်တက်ကြွနေတဲ့ enthusiastic ဖြစ်တယ်ပေါ့အဲ့တော့သူက enthusiastic ကိုဖော်ပြတဲ့အခါမှာသူက dynamic လို့ခေါ်တဲ့သူကအလွယ်တကူပြုလွယ်ပြောင်းလဲနိုင်တာဘယ်လိုခေါ်လဲကျောင်းသားစာသင်ခန်းထဲမှာအရင်ကိုပြေးညီးဝင်နေမယ်ဆိုရင်ဆရာဆရာမကသူနဲ့တက်တော်တဲ့ activity တစ်ခုကိုချိန်လိုက်နိုင်တယ်ပေါ့အလွယ်တကူပြောင်းလဲနိုင်တယ်ဟာငါတို့ကလေးတွေကပြေးညီးဝင်နေတယ်ဆိုလို့ဟာငါတို့ activity တစ်ခုလုပ်လိုက်ရအောင်ဆိုတာမျိုးသူကတကယ်ကိုပဲပြောင်းလဲနိုင်စွမ်းရှိရတယ်နောက်တစ်ချက်ကတော့သူက stimulation လုပ်ရတယ်ကျောင်းသားကိုတကယ်ကိုစဉ်းစားစရာနေရာရောက်လာတဲ့အခါမှာဒါဘလို့ဆက်ဖြစ်မယ်လို့ထင်လဲဒါဟာတို့တွေဘလို့ဒါဟာလက်တွေ့ဘဝနဲ့ချိတ်ဆက်မယ်ဆိုရင်ဘလို့မျိုးကိစ္စရမျိုးဖြစ်မယ်လို့ထင်တယ်လေဒါတွေဟာဘလို့အချိန်မျိုးတွေမှာဖြစ်တက်လေးရှိတယ်လေစသည်အားဖြင့်ကလေးရဲ့တွေးခေါ်မှုတွေကို around ပေါ့နှိုးဆွပေးနိုင်တဲ့စွမ်းရည်မျိုးရှိရတယ်နောက်တစ်ချက်ကကျတော့သူဟာသင်ကြားနေတဲ့အချိန်မှာသူ့ရဲ့စကားလုံးတွေထဲမှာ energetic ဖြစ်တယ်လို့သူကတခါလဲပဲသူ့ရဲ့ facial expression တွေနဲ့အတူဖော်ပြနိုင်တဲ့စွမ်းရည်နဲ့ရှိရမယ်ဒါပထမဆုံး